Super Girl ကဂျင်းရဲ့ Zod ကိုဘာလို့အနိုင်မယူနိုင်တာလဲအစပိုင်းမှာတော့မှားနေတယ်လို့ခံစားရတယ် Superman က Zod ကိုအနိုင်ယူနိုင်တယ်ဒါကြောင့်လူတွေက Super Girl ကအဲ့ဒီလိုပဲလုပ်တင်တယ်ပိုကောင်းတယ်လို့တောင်ထင်ကြတယ်ဒါပေမဲ့တကယ်အဖြေက Kryptonian Design နဲ့အချိန်ကိုက်မှုပုံမှာမူတည်တယ် Krypton မှာ Superman ကထူးခြားတယ်သူကနှစ်ပေါင်းထောင်ချီအတွင်းတဘာဝအတိုင်းမွေးဖွားလာတဲ့ကလေးငယ်အနှဲငယ်တွေကတယောက်ပါတခြား Kryptonian အများစုကိုမွေးခင်မှာမျိုးရိုးဗီဇပြုပြင်ထားပြီးတတ်မှတ်ထားတဲ့အခန်းကဏ္ဍတွေအတွက်မွေးဖွားခဲ့တဲ့ Zod ကိုတော့စစ်တီတော်တယောက်ဖြစ်တိစောက်ခဲ့တယ်တိုက်ခိုက်ရေးဆိုတာသူတင်ယူခဲ့တဲ့အရာတစ်ခုမဟုတ်ပါဘူးသူဖန်တီးခဲ့တဲ့အရာပါလေ့ကျင့်မှုနီးဗျူဟာများရှင်တန်မှုအဲ့ဒါကသူ့ရဲ့ဝိသေသလက္ခဏာတစ်ခုလုံးပါအခု Superman ကိုကြည့်ပါသူဟာအဝါရောင်နေအောက်မှာဆယ်စုနှစ်များစွာနေထိုင်ခဲ့တယ်သူ့ရဲ့ခန္ဓာကိုယ်မှာနေအောင်ကြည်စွမ်းအင်ကိုစုပ်ယူဖို့လိုက်ရောညီထွေးဖြစ်အောင်လုပ်ဖို့နဲ့ပုံမအားကောင်းလာဖို့နှစ်ပေါင်းများစွာအချိန်ရှိခဲ့ပါတယ်သူ့မှာစွမ်းအားရှိုံသာမကအခြေကျဖို့အချိန်ရှိခဲ့တယ် Supergirl မှာလုံးဝဆန့်ကျင်ဘက်အတွေ့အကြုံတွေရှိခဲ့ပါတယ်သူမှကဘာမြေပေါ်ရောက်လာပြီးလွတ်လပ်စွာလိုက်ရောညီထွေးဖြစ်အောင်နေထိုင်မဲ့အစားနှစ်ပေါင်းများစွာပိတ်မိနေခဲ့တယ်ဆိုလိုတာကသူမတ်ဆော့နဲ့နောက်ဆုံးရင်ဆိုင်ရတဲ့အခါသူမဟာအခြေခံအဖြစ်ချိန်ညှိချိန်မရှိပဲအသစ်ဆက်ဆက်အားသွင်းမှုတစ်ခုနဲ့ပြေးလွှားနေခဲ့တယ်အဲ့ဒါကအဓိကတော့ချက်ပဲ Zod ဟာအပြည့်အဝလေ့ကျင့်ထားတဲ့ Kryptonian စစ်သားတစ်ယောက်ပါ Superman ဟာနေအောင်ကြည်စွမ်းအင်သုံး Kryptonian တစ်ယောက်ဖြစ်ပြီးကြာရှည်စွာလိုက်ရောညီထွေးဖြစ်အောင်နေထိုင်ခဲ့တယ်အဲ့ဒီအချိန်မှာ Supergirl ကနှစ်မျိုးလုံးမဟုတ်ပါဘူးဒါကြောင့်ဒါကသူမအားနေတာနဲ့မဆိုင်ပါဘူးဒါကပတ်ဝန်းကျင်အသစ်ထဲကိုဝင်ရောက်လာတဲ့တယောက်ယောက်ကိုစစ်ပွဲအတွက်မွေးဖွားလာတဲ့စစ်ပြန်တိုက်ခိုက်ရေးသမားတယောက်ကိုပြစ်ချတာနဲ့ပတ်သက်တာပါတနည်းအားဖြင့်သူမရှုံးနိမ့်ခဲ့တာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူမအပြေအဝအစင်သစ်မဖြစ်ခင်တိုက်ပွဲတွေကိုအတင်းအကျပ်ဝင်ခဲ့ရလို့ပါ